ရေနောက်ဆုံးရေမြုံမော်တာကတဲတွေစုပ်လို့ရလားဆိုရင်ရေနောက်ဆုံးရေမြုံမော်တာတွေဝယ်သုံးတာထက်ကုန်ကြစည်က6ဝက်လောက်တက်တာသွားပါတယ်ရေတန်းတွေစုပ်ဖို့ရေမြုံပန်တွေကဘလို့တွေရွေးချယ်ဝယ်ယူလို့ရနိုင်မလဲဆိုတာအားလုံးပဲမင်္ဂလာပါဗျာ Bridge Take Up ပေါင်းကူရာ channel မှာကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့လုပ်ငန်းခွင်နဲ့အိမ်ထဲကရေတွေစုပ်ထုတ်ဖို့အမြင့်တင်ဖို့ခြံထဲမှာရေပေးဖို့အသုံးပြုကြတဲ့ single phase ရေမြုံမော်တာတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နေ့စဉ်ဘဝရဲ့မရှိမဖြစ်လိုအပ်တဲ့ရေကိုစိုက်ပစ္စည်းတွေအကူအညီနဲ့ဖြည့်ရှင်းလို့ရတဲ့နည်းတွေအများကြီးရှိပါတယ်။လျှက်စီရေမော်တာ၊ဘက်ထရီရေမြုံမော်တာ၊ကွန်ပရက်ဆာတွေသုံးပြီးရေခက်ခဲဖြည့်ရှင်းလို့ရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ရှေ့မှာဗီဒီယိုလေးနဲ့တင်ဆက်ပေးထားတာလည်းရှိပါတယ်။ဒီနေ့မှာတော့လျှက်စစ်အားသုံးရေမြုံမော်တာတွေအကြောင်းကိုမိတ်ဆွေတို့နားလည်ရလွယ်ကူစေမယ့်ပုံစံနဲ့စီစဉ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရေမြုံမော်တာမှာအိမ်သုံးပြီး single phase line နဲ့လုပ်ငန်းသုံး3 phase line တွေနဲ့သုံးရတဲ့ရေမြုံမော်တာတွေဆိုပြီးရှိကြပါတယ်ကျွန်တော်တို့ပြည်တွင်းမှာအိမ်သုံးဆိုင်သုံးရုံသုံးအနေနဲ့အလွဲတကူအသုံးပြုလို့ရနိုင်တဲ့ single phase ရေမြုံမော်တာတွေကိုပို့ပြီးအသုံးများကြပါတယ်ဒီ single phase ရေမြုံမော်တာတွေဝယ်ယူသုံးထည့်ကြရမှာအဆင်ပြေစေဖို့ရေမြုံပန့်တွေရဲ့ဖွဲ့စည်းတည်ဆောက်အလုပ်လုပ်ပုံနဲ့ရေမြုံမော်တာအမျိုးအစားနဲ့အလွဲတကူရွေးချယ်ဝယ်ယူနိုင်စေမယ့်နည်းလမ်းလေးတွေကိုtechnical terms လေးနဲ့မဟုတ်ပဲမိတ်ဆွေတို့နားလည်ရလွယ်ကူစေမယ့်ပုံစံနဲ့စီစဉ်တင်ဆက်ပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျာ single phase အိမ်သုံးရေမြုံမော်တာဆိုတာရေထဲမြုပ်ပြီးသုံးရတဲ့မော်တာဆက်လေးဖြစ်တာကြောင့်ရေမြုံမော်တာလို့ခေါ်ကြတာပါရေမြုံမော်တာရဲ့အဓိကဖွဲ့စည်းတည်ဆောက်ပုံမှာအပိုင်းနှစ်ပိုင်းရှိပါတယ်ရေဝင်ရေထွက်ကိုလှုပ်ဆောင်ပေးမယ့်ပန့်ပိုင်းရဲ့ပန့်ကိုမောင်းနှင်ခိုင်းစေမယ့်မော်တာပိုင်းရဲ့ပါလျှက်စစ်ပလက်ပေါက်တက်ရင်မော်တာလဲပါမယ်။မော်တာဝင်ရိုးနဲ့ချိတ်ဆက်ထားတဲ့ပန့်ပိုင်းမှာရှိတဲ့အင်ပလာကပါလိုက်လဲပြီးပန့်အောက်ခြေရေဝင်ပေါက်ကဝင်လာတဲ့ရေတွေကိုရေထွက်ပေါက်စီကိုအရှိန်နဲ့ရထုတ်တဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပါတယ်။ရေကြီးစုပ်၊ရေနောက်စုပ်၊တထုဘော်ဒီ၊စတီးဘော်ဒီ၊ရေကုန်းရုံအော်တိုရက်တဲ့စနစ်ပါတာစသဖြင့်တစိမ့်တွေနဲ့ရေမြုံမော်တာဒီဇိုင်းတွေပေါ်မူတည်ပြီးဖွဲ့စည်းတည်ဆောက်ပုံလေးတွေအနည်းငယ်ကွာတတ်ကြပါတယ်။ကျွန်တော်ပြည်တွင်းမှာတွေ့ရများတဲ့ single phase အိမ်သုံးရေမြုံမော်တာတွေကိုနားလည်ရလွယ်အောင်အပိုင်းလေးတွေနဲ့ခွဲပြီးရှင်းပြပေးရရင်အပြင်ကနေဖွဲ့စည်းတည်ဆောက်ထားတဲ့ body ပိုင်းဒီ body ပိုင်းမှာတွေ့ရများပြီးအသုံးများတာကတထု body နဲ့စတီး body ပါရိုးရိုးတထု body ထက်စာရင်စတီး body တွေကစားပေါက်တဲ့ဓာတ်တန်ကြီးတက်တဲ့ဓာတ်တွေပိုခံနိုင်ရရှိကြပါတယ်ဈေးတန်းရလဲစတီး body ကပိုစည်းများကြပါတယ်ဒီလိုတထု body စတီး body အောက်မှာရေကြီးရေတန်းစုပ်ရေနောက်စုပ်ရေနောက်စုပ်ကမှအမိုက်လိုအဆိုင်ခဲလေးတွေကိုပါခုတ်ဖြတ်ပေးမဲ့ဓာတ်သားလေးတွေပါတဲ့ပုံစံဆိုပြီးတွေ့ရများပါတယ်ဒီမျိုးစားတွေကိုမှရေကုန်းရင်အော်တိုရက်တဲ့စနစ်ဖြစ်တဲ့အော်တိုဖလုတ်ပါတာမပါတာဆိုပြီးတော့လည်းရွေးချယ်ဝယ်ယူနိုင်မြန်ပါသေးတယ်ရေကြီးစုပ်ရေနောက်စုပ်ဆိုတာကိုအမြင်နဲ့တွင်အလွယ်တကူခွဲခြားလို့ရနိုင်ပါတယ်ဗျဒီလိုအောက်ခြေစကားအထိုင်ပုံစံလေးတွေကိုကြည့်ပြီးခွဲခြားနိုင်ပါတယ်ရေကြီးစုပ်ဆိုရင်စတီးစကားအစိပ်ပုံစံလေးတွေပါအဆိုင်ခဲနဲ့အမိုက်တွေအလွယ်တကူမဝင်အောင်ကာပေးထားတဲ့အကာပါရေနောက်ဆုံးဆိုရင်တော့အောက်ခြေထိုင်ကဒီလိုပုံစံလေးတွေတွေ့ရများပါတယ်။ဓာတ်ပါတဲ့ပုံစံဆိုရင်ရေဝင်ပေါက်နေရာမှာခုတ်တာလေးတွေပါပါတယ်။ဒီနေရာမှာဝယ်ယူအသုံးပြုမဲ့သူတွေအမေးအများဆုံးမေးခွန်းကရေနောက်ဆုံးရေမြုံမော်တာကတဲတွေစုပ်လို့ရလားဆိုတဲ့မေးခွန်းပါ။ရလားဆိုတော့ရေနဲ့ရောတဲ့တဲတွေကိုစုပ်လို့ရနိုင်ပါတယ်။တခုရှိတာကတဲဆိုတဲ့အမျိုးကတိုက်စားတတ်တဲ့သဘာဝရှိတာမို့ရေမြုံပန့်တွေရဲ့အင်ပလာတွေကိုစားပြီးအပြတ်မြန်တတ်ပါတယ်။ပန့်တက်တန်ရှိရှိအသုံးမခံပါဘူး။ကဲတဲနဲ့ဖြုံးပါတာမျိုးတွေစုပ်ချင်ရင်တဲစုပ်ပန်ဖြုံးစုပ်ပန်ဆိုပြီးအထူးထုတ်ထားတဲ့ပန်လေးတွေကိုသာဝယ်သုံးစီခြင်းပါတယ်ဆိုတော့ဒီနေ့ရဲ့ရေမြုံမော်တာလေးအကြောင်းကိုဆက်သွားလိုက်ပါမယ်ဗျရေမြုံမော်တာတွေမှာအထက်မှာပြောပြခဲ့သလိုအမျိုးအစားတွေကွဲသလားအမျိုးအစားတစ်ခုချင်းစီမှာလည်းမော်တာအကောင်ရဲ့အသေးအကြီးရေထွက်ပိုက်ဆိုင်အသေးကြီးတွေကိုမိတ်ဆွေတို့စိတ်တိုင်းကြရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်အဓိကတော့မော်တာအားအကြီးသေးกว่าရေမြုံမော်တာရဲ့ရေထွက်ပမာဏနဲ့အမြင့်ပေတင်နိုင်စွမ်းတွေကွာကြပါတယ်မော်တာကောင်ရေကြီးရင်စွမ်းဆောင်နိုင်စွမ်းလည်းကြီးတာမို့ပေများများရေတင်နိုင်မယ်ကြီးများများပို့ထွက်ပါမယ်ရေမြုံမော်တာတွေဝယ်ရင်အဓိကမော်တာဝက်အားအမြင့်တင်အားရေထွက်ပိုက်ဆိုင်ရေထွက်ပမာဏဒီအချက်တွေကိုကြည့်ပြီးဝယ်ကြပါတယ်ဥပမာအနေနဲ့ငါးမူအားသုံးမအားတကောင်အားတလမ်းမထွက်ရေမြုံမော်တာတွေကိုရှင်းပြပြီးပြောပြပေးပါမယ်ပုံပါအတိုင်းငါးမူရေမြုံမော်တာဆိုရင်အမြင့်တင်အားပေ50ကျော်10မိနစ်မှာ25လီတာကျော်maximum flow ကတော့ 5.5 meter cube per hour ပေးထားတယ်သုံးမဲရေမြုံမော်တာမှာဆိုရင်အမြင့်တင်အားပေ80ကျော်10မိနစ်မှာ25လီတာကျော် maximum က 6.5 meter cube per hour တကောင်ရေမြုံမော်တာအမြင့်တင်အားပေ100ကျော်10မိနစ်မှာ25လီတာကျော်ပေးထားပါတယ်တချို့ name plate တွေမှာပန့်စွမ်းဆောင်နိုင်စွမ်းကို rated နဲ့ maximum ဆိုပြီး data အတိအကျဖော်ပြပါတယ်
ဒီသဘောတရားကကျွန်တော်ဗီဒီယိုကြည့်ဘူးသူတိုင်းတေချာပေါက်နားလည်စေမယ့်အချက်ပါကျွန်တော်ပြောနေကြလို့ပါပဲဒီပတ်တွေမှာလည်းအမြင့်တင်နိုင်စွမ်းနဲ့ရေးထွားကပြောင်းပြန်အချိုးကျတဲ့သဘောပါဆိုတော့ရေမြုပ်မော်တာရဲ့မော်တာအကောင်ရေပေါ်လိုက်ပြီးစွမ်းဆောင်နိုင်စွမ်းနဲ့ကွာတဲကြတာကိုမြင်တောင်ပြပေးတာပဲဖြစ်ပါတယ်မော်တာအကောင်ရေကြည့်ရင်ကြည့်တယ်လို့စွမ်းဆောင်နိုင်စွမ်းတွေပိုကောင်းကြပါတယ်single phase ရေမြုပ်မော်တာတွေမှာအသုံးအများဆုံးက9မူ3မှန်တကောင်ပါတကောင်ဝဲ2ကောင်တွေလည်းတချို့ site အသေးလေးတွေမှာအသုံးပြုကြပါတယ်3ကောင်နဲ့အထက်ဆိုရင်တော့လုပ်ငန်းသုံး heavy တွေမို့3 phase line တွေပိုသုံးကြတာများပါတယ်ဒါဆိုရင်မိတ်ဆွေတို့ရေမြုပ်မော်တာတစ်လုံးဝယ်ယူတော့မယ်ဆိုရင်အဓိကမိတ်ဆွေတို့လိုအပ်တဲ့ရေထွက်အားအမြင့်တင်အားတွေတည်ပြီးဆိုတာနဲ့ရေမြုပ်မော်တာရဲ့စွမ်းဆောင်နိုင်စွမ်းကိုတေချာတိုက်ဆိုင်ဆင်မေးပြီးမော်တာအကောင်ကိုရွေးချယ်ဝယ်ယူလို့ရပါပြီရေမြုပ်မော်တာဝယ်ဖို့ဆိုရင်ကြီးကွိုင်စစ်စစ်ရေမြုပ်မော်တာတွေပဲဝယ်ယူပါအကြမ်းမြင်အပြင်ကြီးကွိုင်ဖြစ်လေကောင်းလေမို့ရေရှည်အသုံးခံစီပါလိမ့်မယ်တထုဘော်ဒီနဲ့စတီဘော်ဒီကတော့စီတန်းရောက်ကွာတတ်ကြတာမို့ဘတ်ဂျက်ချိန်ပြီးဝယ်ရမယ်ဆိုရင်တထုဘော်ဒီဝယ်ပြီးရေရှည်အသုံးခံဖို့ဆိုရင်တော့တခါတည်းပစ္စည်းကောင်းတဲ့စတီဘော်ဒီသာဝယ်သုံးပါမိတ်ဆွေတို့အသုံးပြုမယ့်ရေကထုံးတက်အငံတက်များတဲ့ရေဆိုရင်တော့ရေရှည်ခံအောင်စတီဘော်ဒီသာရွေးချယ်ဝယ်ယူသုံးဆွဲစီလိုပါတယ်တထုကိုဆိုရင်ခဏတိုင်းစားပေါက်ပြီးခဏတိုင်းအစ်စ်လဲသုံးနေရရင်ကုန်ကြကြေးပိုတိုးစေနိုင်တာမို့ပါဒီနေရာမှာအိမ်ထဲကရေစိုးတွေချိုးရည်တွေစုပ်ထုတ်ဖို့သုံးပါဈေးတန်းလည်းအများကြီးမသုံးချင်ဘူးဆိုတဲ့မိတ်ဆွေတွေအတွက်နီလန်းလေးတစ်ခုပြောပြပေးပါမယ်ဒီနီလန်းလေးကတော့ကျွန်တော်ဈေးဝယ်တော်တော်များများလည်းအသုံးပြုကြပြီးကုန်ကြစည်လည်းအများကြီးမကုန်တဲ့နီလန်းပါရေမြုပ်မော်တာကိုတော့ဈေးအသက်သာဆုံး9မူတထုဘော်ဒီပဲဝယ်သုံးတော့ရေနောက်ဆုံးရေမြုပ်မော်တာတွေဝယ်သုံးတာထက်ကုန်ကြစည်က6ဝက်လောက်သက်သာသွားပါတယ်ရေနောက်ဆုံးမဲ့နေရာကိုအမိုက်ချင်းချတယ်အမိုက်ချင်းကအကွက်တွေကျင်းနေချင်းနောင်စားလို့အဝယ်စာပတ်ထားလိုက်ကြတယ်ပြီးတော့မှချင်းတွေကိုရေမြုပ်ထည့်ပြီးရေဆုပ်တယ်ရေမြုပ်ပတ်တွေကိုအမိုက်တွေမဝင်တော့ပဲရေတီးတန်းဆောက်ရတယ်လို့ဖြစ်တော့ပန့်တွေလည်းအဆင်ပြေတယ်လို့ငွေကုန်ကြေးကြလည်းတက်တာစေတဲ့နီလန်လေးဖြစ်ပါတယ်ဆိုတော့အခုပြောပြပေးသွားတဲ့နီလန်လေးတွေကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရဲ့ Bridge Take Up ပေါင်းရ channel လေးကမိတ်ဆွေတို့စက်ပစ္စည်းတွေဝယ်ယူသုံးစွဲကြရမှာတထောင်တနေရာကနေအကျိုးဖြစ်စေမဲ့ဗဟုသုတလေးတွေကိုစီစဉ်တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့တိလူရများရှင်လည်းမြင်မြင်ထားခဲ့လို့ရပါတယ်ဗျအခုလိုဗီဒီယိုဆုံးနေကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် like and subscribe လေးလုပ်သွားပေးဖို့လည်းမမေ့ပါနဲ့အောင်ဗျာ